ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ကြောမသွားပါနဲ့စုံအောင်ထိနားထောင်သွားပါမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအတွက်ကံကြမ္မာစိုးကောင်းနဲ့တလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့ဟာ17လပိုင်းတလတာမှာအလုံးနဲ့ပတ်သက်သောအခွင့်အလမ်းကောင်းများစွာရရှိတတ်ပြီးတော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့အလုတ်လျှောက်ထားသောသူများအလုတ်ကိစ္စနှစ်ကြိမ်နှစ်ခါလောက်ကန်ရတတ်ပြီးမှအလုတ်နဲ့ပတ်သက်ပြီးတော့အစဉ်ပြေမှုတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့နှောင်းနေကြံ့ကြာနေသောစီးပွားရေးလုပ်ငန်းများဒီ17လပိုင်းတလတာမှာအရှိန်ဟုန်ကောင်းလာပြီးတော့လုပ်ငန်းခွင်လန်းကောင်းများပေါ်ပေါက်လာတတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရွေးချယ်စရာနှစ်ခုပေါ်လာတတ်ပါတယ်။တနင်္ဂနွေသားသမီးဝန်ထမ်းတွေယာရူတိုးတက်မဲ့မိတ်ဆွေတို့အနေနဲ့ဝင်ငွေကံကောင်းနေသလိုဒီ17လပိုင်းတလတာမှာအသုံးစရိတ်တွေများနေပြီးတော့မိတ်ဆွေတို့အနေနဲ့ငွေကြေးကိစ္စစကားအခြေတင်ပြောဆိုရတတ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့မိမိလောက်ကင်လျက်ရှိသောလုပ်ငန်းတွေမှာငွေကြေးဆုံးရှုံးမှုနှစ်ကြိမ်ဖြစ်ပေါ်တတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လောက်ကင်တဲ့အခါမှာတတိထားပြီးတော့လောက်ကင်တင်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းမှာမိမိချစ်ခင်နှစ်သက်သောသူနှစ်ယောက်ဖြစ်နေပြီးတော့ရွေးချယ်ရခက်ခဲနေမယ်ချစ်သူစီကနေပြီးတော့အဖြေကောင်းကြားရမယ်။မိမိတို့ရဲ့ချစ်သူခရီးဝေးသွားနေရတတ်ပြီးတော့မိတ်ဆွေတို့ထံသို့လက်ဆောင် surprise ပစ္စည်းတွေရောက်လာတတ်ပါတယ်။အိမ်အောင်ရှင်များမိမိရဲ့အိမ်အောင်ဘက်အလုံးနဲ့သက်ဆိုင်သောခရီးတွေသွားနေရတတ်ပြီးတော့17လပိုင်းတလတာမှာမိမိမှာအထီးကျန်နေသလိုဖြစ်နေတတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့မိမိတို့နေထိုင်ရာနေအိမ်သို့စိတ်ညစ်စရာကောင်းသောဧည့်သည်များရောက်လာတတ်ပြီးတော့ထိုဧည့်သည်တွေကြောင့်စိတ်ပူပန်စရာကိစ္စနှစ်ကြိမ်ကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းမှာပညာရေးကိစ္စတွေအထူးကောင်းမွန်ပြီးတော့မိတ်ဆွေတို့အနေနဲ့စာမိုးဝဲအောင်မြင်မယ်။တင်တန်းကိစ္စတွေစင်ပြေမယ်လုပ်ငန်းနဲ့ပတ်သက်သောစာမိုးဝဲကိစ္စတွေအောင်မြင်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ပြည်ပနဲ့ချိတ်ဆက်ထားသောကျောင်းကိစ္စတွေဒီ17လပိုင်းတလတာမှာအစဉ်ပြေမှုတွေရရှိတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးအနေနဲ့တနင်္ဂနွေအမျိုးသားတွေဆိုလို့ရှိရင်သွားတဖုံယောဂါလေးတွေဒုက္ခပေးတတ်ပြီးတော့တနင်္ဂနွေအမျိုးသမီးတွေဆိုလို့ရှိရင်သွေးသားနဲ့သွေးသားတို့မဟုတ်တအိမ်နဲ့သက်ဆိုင်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်။အဲ့တော့ဒီ17လပိုင်းတလတာမှာကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့3ရက်10ရက်18ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကူညီမဲ့သူတွေနဲ့စုံစည်းရတာမျိုးတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆရာစင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်9ရက်14ရက်20ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အသုံးဆောင်အဝတ်စားပစ္စည်းတွေမှာအဖြူရောင်ပန်းရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါသနာပါသောသူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းတဲ့ထီနံပါတ်မှာ1စခွန်ဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရွှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစဉ်ပြေသောသူတဦးကိုရွှေရင်အေးဌာနပြုပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေအစဉ်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်
မိတ်ဆွေတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတောက်တော်ရေချမ်း18ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ17လပိုင်းတလတာမှာအစိုးဟူသမျှဝေးလွင်ပါသည်ကံကောင်းခြင်းမင်္ဂလာဖြာဖြာနဲ့ပြည့်စုံပါသည်မိတ်ဆွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းဆောင်တာကိစ္စဝါဝတွေတိုးတက်အောင်မြင်ပြီးတော့လက်လာပါတွေလည်းပေါ်များစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းရတာပို့သားရင်17လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအတွက်တလစာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်